ထူးထူးဆန်းဆန်းအစားအစာများနံပါတ်1ကာဇူမာဇူဆိုတာအီတလီနိုင်ငံဆာဒီးနီးယားလူမျိုးတွေရဲ့ရိုးရာအစားအစာဖြစ်ပြီးတော့ကမ္ဘာအန်ဒီရဲ့အရှိဆုံးနဲ့အထူးခြားဆုံး cheese တစ်မျိုးဖြစ်ပါတယ်။တာမန် cheese တွေလို့မဟုတ်ပဲ cheese ရဲ့အပေါ်ယံအလွှာမှာရင်ကောင်တစ်မျိုးကိုပူဥစေပြီးလောက်ကောင်များကိုမျိုးပွားစေပါတယ်။ဒေသခံများဟာအသက်ရှင်လျက်ရှိသောလောက်ကောင်များကိုဖယ်ရှားခြင်းမပြုဘဲ cheese နဲ့အတူစားသုံးတာကအရသာရှိတယ်လို့သတ်မှတ်ကြပါတယ်။နံပါတ်2ဘလွတ်ဟာဖိလစ်ပိုင်နဲ့အရှေ့တောင်အာရှနိုင်ငံအချို့မှာစားသုံးကြတဲ့အစားအစာဖြစ်ပါတယ်။ဒါဟာသတိသားလောင်းအကောင်ပေါက်စလေးဖြစ်နေပြီဖြစ်တဲ့ဘဲဥကိုပြုတ်ထားတာဖြစ်ပါတယ်။ဥခွန်ထဲမှာဘဲပေါက်စလေးရဲ့အယိုးနုလေးတွေအမွှေးနုလေးတွေရဲ့ပုံသဏ္ဍာန်ကိုတွေ့မြင်နိုင်ပြီးအာဟာရဓာတ်အယမ်းများတယ်လို့သိရပြီးတော့ဗီယက်နမ်လူမျိုးတွေလည်းအများအပြားစားကြပါတယ်။နံပါတ်3ဆန်နတ်ဂျီဒါကတော့တောင်ကိုရီးယားနိုင်ငံရဲ့အစားအစာဖြစ်ပြီးတော့ရေဘဝဲအရှင်ကိုအပိုင်းပိုင်းဖြတ်ပြီးနှမ်းစီနှမ်းတို့နဲ့နယ်ကချက်ချင်းစားရတဲ့အစားအစာဖြစ်ပါတယ်။ထူးခြားချက်ကတော့ပကံထဲမှာရေဘဝဲခြေလက်လေးတွေကလှုပ်ရှားနေစေဖြစ်ပြီးတော့စားတဲ့အခါမှာရေဘဝဲရဲ့စုပ်ခွက်လေးတွေကလေချောင်းမှာကပ်မနေအောင်တေချာဝါးစားရတဲ့ထူးထူးဆန်းဆန်းရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။နံပါတ်4 Fire Tarantulaဒါကတော့ကမ္ဘောဒီးယားနိုင်ငံရဲ့နာမည်ကျော်ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ဒီပိုးကောင်ကို Thai Zebra Tarantula လို့ခေါ်ပြီးတော့ပင့်ကူနဲ့ဆင်တူပါတယ်။ပိုးကောင်ရဲ့အဆိပ်ရှိသောအစွဲကိုဖယ်ရှားပြီးတော့စားတကြားငရုတ်တီကြက်သွန်ပြူတို့ဖြစ်အရသာနယ်ကကြော်စားတတ်ကြပါတယ်။အရသာကကြက်သားနဲ့ဝက်သားနှစ်မျိုးပေါင်းစပ်ထားတဲ့အရသာလိုရှိပြီးတော့ယနေ့အချိန်ထိကမ္ဘောဒီးယားမှာလူကြိုက်များတဲ့အစားအစာအဖြစ်ရပ်တည်နေပါတယ်။နံပါတ်5 Sago Crabဒီပိုးကောင်ဟာအရှေ့တောင်အာရှနိုင်ငံတွေမှာလူကြိုက်များသောရိုးရာအစားအစာအဖြစ်နာမည်ကြီးပါတယ်။အုံးပင်နဲ့တခြားသောအပင်တွေရဲ့ပင်စီထဲမှာတွေ့ရများပြီးတော့ဒီပိုးကောင်ကိုအစိမ်းနဲ့စားကြသလိုကြော်ပြီးတော့လည်းစားကြပါတယ်။စားလိုက်ရင်စိတ်ပြီးတော့အမဲသားနဲ့ခက်ဆင်ဆင်အရသာရှိတယ်လို့သိရပါတယ်။ပရိုတင်းဓာတ်အများကြီးပါဝင်တယ်လို့လည်းသိရပြီးတော့မိတ်ဆွေလည်းထူးထူးဆန်းဆန်းအစားအစာတွေကိုစတင်စားတော့မယ်ဆိုရင်တော့ဒီအကောင်ကိုအရင်ဆုံးစားဖို့အကြံပြုချင်ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။